ပတ်စံအရင်နီးနည်းနည်းပဲရှိရကြားကနေငါးမွေးမြူရေးကိုအမျက်ကြံအောင်ဘယ်လိုလုပ်ဝါဒနာပါလို့မွေးရနဲ့စီးပွားဖြစ်မွေးရလူကအတွေးချင်းလည်းမတူရပါဘူးစီးပွားဖြစ်မွေးရမယ်ဆိုရင်ငါးကကြီးမှရမယ်ငါးကြီးဖို့အတွက်အစာ6ဝယ်ကျွေးရမယ်ဈေးကြီးလို့မဝယ်ကျွေးနိုင်ဘူးဆိုရင်အာဟာရရှိတဲ့အစာဘယ်လိုလုပ်မလဲဒါတွေကတော့မြေပဲကိုကြိတ်လို့ရလာတဲ့မြေပဲဖတ်ဖြစ်ပါတယ်မြေပဲစီထုတ်တဲ့စက်ရုံတွေမှာအလွယ်တကူရနိုင်ပါတယ်ဈေးလည်းတက်တာတယ်ပရိုတင်းတက်လည်းများပြီးတော့ငါးလည်းကြီးရဲ့အတွက်ကြောင့်မို့အရန်တွက်ချေကြိုက်ပါဒါပေမဲ့ဒီအစာကိုဒီတိုင်းကြီးကန်တဲ့ပြစ်ထည့်လိုက်ရင်တော့တွက်ချေမကြိုက်ပဲခါးကြိုက်သွားပါမယ်ဆိုတော့တွက်ချေကြိုက်သွားအောင်ပဲဖက်ကိုရေးစိမ်ထားပြီးမှပဲဖက်တစ်စဖွဲတစ်စကိုနယ်ပေးပါမယ်အစာဈေးလည်းချွေတာရရောက်တယ်အစာက quality လည်းမြည်တယ်မွေးရဲ့လူအတွက်လည်းကောင်းတယ်စားတဲ့လူအတွက်လည်းကောင်းမွေးမြူရေးလုပ်တယ်ဆိုတာကိုတယောက်တည်းအကျိုးရှိနေလို့မရပါဘူးကိုကသူများကိုစားဖို့အတွက်မွေးရဖြစ်တဲ့အတွက်ကြောင့်စားသုံးသူအဆင်ပြေဖို့ဆိုတာအမြဲစိတ်ထဲရှိရပါနယ်ထားတဲ့အစာတွေကိုဟောဒီလိုအလုံးလေးလုံးလိုက်ပြီးတော့မှငါးကန်ကိုအသင့်ကျွေးနိုင်ပါ